ဒီနေ့ဆိုဖီယာအတွက်အရန်လေးကြောက်ရတယ်အရန်လေးစိတ်တဲ့အရာတစ်ခုကိုသွားလုပ်မှာဖြစ်ပါတယ်အဲ့ဒါကဘာဖြစ်မလဲဆိုတာကိုဆိုဖီယာနဲ့အတူတူအဆုံးထိလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါလေဟယ်လိုဆိုဖီယာဒီနေ့ပြန်လေချစ်ဆိုပါရယ်ဆိုဖီယာအခုဘာသာလုပ်နေရလဲဆိုတော့တက်တူထုတ်ဖို့အတွက်သွားနေရပဲဖြစ်ပါတယ်။ဒါဘွားအတွက်ဆိုရင်တတိယမြောက်တက်တူလို့ပြောလို့ရတယ်။ပထမတစ်ခုကဆိုဖီယာကပက်တက်တူဖြစ်တယ်။ဒုတိယတစ်ခုအနေနဲ့ဆိုရင်ဆိုဖီယာသားလေးခွေးလေးပေါ့နော်။ဆုံးသွားလို့မှတ်တရအနေနဲ့သူ့အတွက်တက်တူလေးထိုးတာဖြစ်ပါတယ်။ဆိုတော့အခုတတိယမြောက်တက်တူကဆိုဘိုက်မှာဒီဦးတက်ခွဲထားတဲ့အမာရွက်ကလေးရှိတယ်။အဲ့ဒီအမာရွက်ကလေးဆိုဖီယာတော့အုံမာဖြစ်ပါတယ်။ဘာလို့အုံမာလဲဆိုတော့ဆိုဖီယာကဒီဘီကနီလေးတွေဝတ်တဲ့အခါမျိုးပြီးရင်ချက်ပေါ်လေးတွေဝတ်တဲ့အခါမျိုးဆိုဖီယာဒီအမကြီးကြီးပေါ်နေတဲ့အတွက်ဆိုဖီယာမကြိုက်တဲ့အတွက်ကြောင့်တောက်အောင်မှာဖြစ်ပါတယ်ဆိုဖီယာတက်တူးထိုးပြီးသွားတဲ့အခါကျရင်လည်းပေါ့နော်ဆိုဖီယာအခုလိုမျိုးဆိုဖီယာလိုမျိုးပထမဆုံးထိုးမဲ့မင်းကလေးတွေပေါ့နော်ထိုးရမှလည်းကြောက်တယ်ကြိုက်လဲကြိုက်တယ်ဆိုတဲ့သူဆိုဖီယာ feeling လေးတချို့ကို share လုပ်ပြီးတော့မှဖြစ်ပါတယ်အခုလည်းဆိုဖီယာကဆိုဖီယာနဲ့ထိုးဖို့အတွက်မင်းကလေး tattoo artist ကို appointment ယူပြီးတော့ချိန်ထားတာဖြစ်တယ်အခုသွားထိုးနေတဲ့လမ်းမှာပါဆိုတော့ဆိုဖီယာဘယ်လိုလေးထိုးမလဲဘာပုံလေးထိုးမလဲဆိုတာလိုက်ကြည့်ပြီးဖို့တစ်ဖိတ်ခေါ်ပါလေဆိုဖီယာခုရောက်နေတာကဘန်းမြို့နယ်မှာရှိတဲ့အာရော့နယ်ပင်မှာပဲဖြစ်ပါတယ်ဒီမှာကမင်းကလေး artist ဖြစ်တဲ့အတွက်မို့လို့ပုပ်ပွေလင်းလင်းတိုင်ပင်ဆွေးနွေးလို့လည်းအဆင်ပြေတယ်ဒါကတော့ဆိုဖီယာကိုထုံစည်းလေးတွေလုပ်ပေးနေတာပေါ့နော်တင်ချာလေးလည်း give site ပေးတယ်အခုဆိုဖီယာကျတော့ထုံစိတ်လေးလူပြီးတော့45မိနစ်လောက်စောင့်မယ်ဆိုတော့စောင့်နေရဒီနားလေးကကြောင့်နည်းနည်းပိန်းလဲပဲပြင်းလို့ဆိုထုံစိတ်လေးလူပြီးထားတာပထမဆုံးတက်တူတော့ဆိုဖီယာထုံစိမ့်မပါပဲထိုးထားတဲ့ feeling ကိုသိထားတော့လို့ဆိုဖီယာနည်းနည်းလေးလန့်နေဆိုဖီယာလိုမျိုးမင်းကလေးတွေ private area တွေမှာထိုးကျင်တယ်ဆိုလဲဒီမှာကမင်းကလေး artist ဖြစ်တော့အရင်စင်ပြည့်တယ်တော်တော်များများလည်းဒီမှာလာထိုးကြတယ်ထုံစည်းပြင်လာတဲ့အချိန်မှာခန့် feeling ကိုတိလာတဲ့ရုပ်ပေါ့နော်လက်ထဲကတော့ချွေးစည်းတွေပြန်တယ်ဒါကတော့ final result ပုံလေးပါဒီနေ့ဒီမှာတော့ဒီ after care cream နဲ့ဒီ tattoo ထိုးပြီးနောက်ပိုင်းမှာဒီ client တွေအနေနဲ့လုံးဝမဲ့ဆောင်းလိုက်ရှောင်းတဲ့အချက်လေးတွေအကုန်လုံးထည့်ပေးထားတယ်နော်။အားလုံးနေအမောက်ပုံလေးတော့ချက်တင်တယ်ပြီနော်။ ကျေးဇူးပါအဲ့ဒါတကူဆိုလှမ်းပြောလိုက်နော်ကျေးဇူးပါ ချိန်လေးစားမိပါရပါတယ်ဆိုဖီယာတတူတူပြီးလို့အခုအိမ်ပြန်ရောက်ပြီပေါ့နော်ဆိုဖီယာဒီနေ့ရွေးချယ်ခဲ့တဲ့ပုံလေးကိုလည်းသဘောကျတယ်ပုံလုံးဆက်ဆက်ရလည်းအဆင်ပြေခဲ့တယ်ပေါ့နော်ဘာကြောင့်ဒီပုံလေးရွေးချယ်ခဲ့တာလဲဆိုရင်ဆိုဖီယာကိုယ်တိုင်ကလည်းတီလေးတွေချစ်တယ်ပြီးတော့ဆိုဖီယာရဲ့ဒီအမာရွတ်လေးနဲ့ကလည်းဒီမွေးပုံလေးနဲ့ကလည်းအဆင်ပြေတဲ့အတွက်ကြောင့်ဆိုဖီယာဒီပုံလေးရွေးချယ်ဖြစ်တာပါကဲအခုဆိုဖီယာအစောပိုင်းကပြောခဲ့တယ်လို့ပဲပထမဦးဆုံးတက်တူးစာထိုးမဲ့ညီမလေးအတွက်ပေါ့နော်စဉ်းစားစင်တဲ့အချက်လေးတချို့ပေါ့ဆိုဖီယာရဲ့ experience လေးကို share လုပ်ပေးချင်ပါတယ်ပထမဦးဆုံးတက်တူးစာထိုးမယ်ဆိုရင်ပိန်းလေပဲနေတဲ့နေရာကိုရွေးချယ်တင်တယ်လို့တော့ဆိုဖီယာမြင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဆက်စအောင်ဆုံးထိုးတဲ့အချိန်မှာအရန်နာသွားပြီဆိုနောက်ထပ်ထိုးဖို့လည်းမဖြစ်နိုင်တော့ဘူးလို့ဆက်ပြီးတော့ထိုးဖို့လည်းမဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ပထမဆုံးတစ်ချက်ကပိန်းလေပဲနေတဲ့နေရာကိုရွေးချယ်တင်တယ်လို့မြင်တယ်ဒုတိယတစ်ချက်ကကြတော့လှတာတွေထက်ဆိုင် meaningful ဖြစ်တာလို့ဆိုဖီယာရွေးချယ်စေချင်ပါတယ်ဘလောက်ပဲလှလာရေးချီမှာကြတော့ပုံကယူသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဘဝအတွက်အဓိပ္ပာယ်ရှိတဲ့ဟာလေးဆိုဘယ်တော့မှမယူသွားဘူးလေအဲ့အတွက်ကြောင့်မလို့ meaningful ဖြစ်တာလေးကိုရွေးချယ်စေချင်ပါတယ်ဆိုဖီယာကတော့နောက်ဆုံးအချက်အနေနဲ့ဆိုရင်တော့ professional artist တွေနဲ့မထိုးခင်မှာတေချာတိုင်ပင်ပြီးတော့လုပ်စီချင်ပါတယ်ကဲဆိုဖီယာကအခုထိုးထားတဲ့ပုံလေးကိုကြိုက်မကြိုက်ပြီးတဲ့အခါကျတော့နောက်လဲဆိုဖီယာတက်တူးတွေကိုထပ်ထိုးတဲ့မထိုးတဲ့ပေါ့နော် comment မှာဝင်ရောက်ပြောလို့ရပါတယ်ဆိုဖီယာတို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်